ရှင်အခုဆိုရင်ဘုံမူကျော်စစ်ဘုံဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းအလံတော်ဖွဲ့ဟာစီးပြခွင်ကြီးတွေကိုချီတက်ဝင်ရောက်နေရနေတာပဲဖြစ်ပါတယ်အလံတော်ဖွဲ့ရဲ့အနောက်မှာတော့ပြည်တော်စစ်ကြောင်းတရင်မှုဗိုလ်မှူးချုပ်တင်မောင်တန်းနဲ့တက်ခွဲမှုဒုတိယဗိုလ်မှူးကြီးဇော်လင်းနိုင်ဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းကွန်ပျူတာခွဲကာကွယ်ဦးစီးချုပ်ရုံးရှိကိုစားပြုစီးပြတက်ခွဲအဲ့ဒီတက်ခွဲအနောက်မှာပြည်တော်စစ်ကြောင်းတရင်မှုဗိုလ်မှူးကြီးနိုင်ဦးနဲ့တက်ခွဲမှုဒုတိယဗိုလ်မှူးကြီးအောင်ဖုံးဟန်ဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းကာကွယ်ဦးစီးချုပ်ရုံးရှိကိုစားပြုအမျိုးသမီးပညာသည်စီးပြတက်ခွဲတက်ခွဲမှုဒုတိယဗိုလ်မှူးကြီးကျော်သိန်းကားထွန်းဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းကာကွယ်ဦးစီးချုပ်ရုံးရှိကိုစားပြုစီးပြတက်ခွဲတဲ့တက်ခွဲမှုဒုတိယဗိုလ်မှူးကြီးချစ်ကိုကိုဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းကာကွယ်ဦးစီးချုပ်ရုံးရှိကိုစားပြုစီးပြတက်ခွဲနဲ့တက်ခွဲမှုဒုတိယဗိုလ်မှူးကြီးနေထွန်းဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းကာကွယ်ဦးစီးချုပ်ရုံးရှိကိုစားပြုစီးပြတက်ခွဲတော့တက်ခွဲမှုဒုတိယဗိုလ်မှူးကြီးဖုံးမြင့်ကျွေဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုစားပြုစီးပြတက်ခွဲတက်ခွဲမှုဒုတိယဗိုလ်မှူးကြီးအောင်ညွန့်ဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုစားပြုစီးပြတက်ခွဲနဲ့ပြည်တော်စစ်ကြောင်းရဲ့နောက်ဆုံးမှာတော့စစ်တီဝိုင်းကောင်းဆောင်တက်ချက်ကျော်ညွန့်ဦးဆောင်တဲ့ပြည်တော်စစ်ကြောင်းစစ်တီဝိုင်းဖွဲတို့ဟာနေပြည်တော်စီးပြခွင့်ကြီးတွေကိုချီတက်ဝင်ရောက်နေရနေတာပဲဖြစ်ပါတယ်